ဘာကြောင့်ကလည်းပဲဘုရားရှင်ကြီးကိုကျူးစာပြုလို့ပို့ဆောင်ဝိတနာကတခေယေရှုခရစ်ယေရှုတို့ဒီကအဖဘုရားသည်မြတ်တော်တို့ကတန်ရှင်သောဝိညာဉ်တို့၏ဝိဒါယဘုရားယေရှုတို့ဒီစီဝေးတဲ့ရှိတော်တဲ့တရားစီတို့ပေါ်မှာတရားရဲ့အစီအမြဲတည်ရှိပါစေတော်